မျိုးရဲ့ပေါ်အစိုးစိုးပြစ်တင်စကားတွေနဲ့လက်စားချက်တွေချစ်တဲ့မြတာဒီမြတ်တာဆုံးဆုံးကြီးသစ္စာတရားတော့ထားရမနေမောက်ပြီးမြစ်ကြီးစိမ့်ကအသေးကခံပြင်းလာပါပြီအနုလာပြီအစစ်တမ်းနဲ့ချစ်ပန်းတွင်ကခုံနဲ့ရက်တွေချာမကျင်နာမိုးကွာနှလုံးသားကစိတ်ထားမတည်ဝေးရသွားဖို့မောင်းတောင်းနိုင်သည်မြစ်တာကူသည်မောက်အတွက်လိမ့်မဲ့ထန်တာအဲ့ဒီလိုသရော်တဲ့အတန်မျိုးနဲ့မကြီးပါနဲ့လားမကြည့်မို့လေဘာဖြစ်လို့လဲရှင်အဲ့လိုကြီးတဲ့အတန်ဟာယောက်ျားဆိုဘိုးမထားဂျိုးကားရနဲ့ဆိုတဲ့သဘောမျိုးဖြစ်မနေဘူးလားယင်မကြည့်မို့အော်ဝမ်းနေပါလေရှင်ကျမကတော့လူကုန်တန်းအတိုင်းဝိုင်းထဲမှာကြီးပြင်းလာတဲ့သူမို့ပွင့်ပွင့်လင်းလင်းပြောဆိုရီမောတတ်တဲ့အကျင့်လေးရှိနေလို့ပါရှင်ဟုတ်ပြီလေဟုတ်ပြီပေါ့ဒနွအလွာဘုံအဆင့်ကအလှကညာဂုံတင်တဲ့နတ်သမီးလေးနဲ့လေတော့ရတော့ကိုင်းတော့ထဲမှာလူဖြစ်လာရတယ်မောင်ဘဝနဲ့တော့ဘယ်တူပါမလဲမဟုတ်လားယင်မကြည့်မို့မဟုတ်ဘူးလားညရင်သားတွေပြိုးကအချစ်ချင်းတစ်မျိုးနဲ့နောက်ွယ်မှာတော့မုံဟန်ကိုလီတွေ့တိုင်းထုံတိုင်းအဖြစ်သေးလုံးနဲ့မြတာလီမောက်ပလဲတာလီမောက်ပလဲတာလီကျင်နာတာဒီသခန်းလွဲတော့လမ်းခွဲတာလေကောင်းမိလေတင်ဒီအိုးဘယ်လိုပြောလိုက်ကြလဲအကူကြီးမကြီးမုံနဲ့လမ်းခွဲမယ်ဟုတ်လားအကူဟုတ်တယ်မကြည့်မို့ဟုတ်တယ်အဲ့ဒီတော့အခုအသေးပလင်နန်းမှာနန်းတင်ခံရတယ်မကြည့်မို့ချစ်ရနေပဲစွန့်လို့ရမှာပေါ့ဒီမှာအကူနဲ့မကြီးမုံတို့ဘဝဟာတစ်ထောင်တညပတိပုံမြင်လည်းမဟုတ်ဘူးဒီတော့ချစ်ပါလေဆိုတဲ့စကားကိုပုံကြီးချက်ပြီး24ရက်တိုင်တိုင်းပြောရမယ်ရာမဇာမျိုးလည်းမဟုတ်ပါဘူးအကူရေမဟုတ်ပါဘူးခုတော့မျက်ရည်စားရည်နဲ့ပြောပြပြီမဲ့ရွှေစော်နန်းနေတဲ့မတ်ကြီးမုံတို့အတိုင်းဝိုင်းထဲမှာရွှွန့်စော်နန်းနေတဲ့မောင်တို့လိုတော်သားတယောက်အနေနဲ့မဝင်စမ်းတော့ဘူးပေါ့လေမတ်ကြီးမုံမဝင်စမ်းတော့ဘူးပေါ့မလူတမအလူတကာပြားနေအချိန်လေးခံပြီးရောက်မလာပြန်ပြီလာရင်ပြန်တော့လေမခေါ်ပါပဲရောက်လာပြန်ပြီအကြည့်တမ်းမောင်ရုပ်ဆင်းချီမွန်ထောပနာတကားလေးသူချီမောင်ရဲ့လို့သူကလေးအခါဆက်ကလေးလဲကမယ်မထင်တော့ဘဝတွေ့ရမပြီးတနာကြီးကုံမောက်လာတဲ့မကျင်းမုံတယောက်စိတ်သဘောထားမတည်အိုးဆုံးယူလို့လင်းကြီးမင်းကြီးမချစ်တာရင်မချစ်လိုက်ပါနဲ့မမုံပါနဲ့ပြောကြည့်ခုရလင်းကြီးမင်းကြီးချစ်သည်မုံသည်ပြုံးသည်ရီးမဲ့သည်ပလုံပလီနှုတ်ချားလေးလက်သားလို့မှန်ပြီမိုက်လာရီလားဖြစ်တဲ့မြတာဒီအကူရေမိကြီးမအမိုက်မအောင်ခွင့်လို့ပါနော်အကူပတ်ဝန်းကျင်နဲ့ရွှေမျိုးအတိုင်းဝိုင်းကိုမလွန်ဆန်ဝင်းလို့ညိုကြီးသားတယောက်နဲ့နေရာချတဲ့ကိစ္စကိုမိကြီးမလက်ခံလိုက်ရပါတယ်အကူရေလက်ခံလိုက်ရပါတယ်တော်ပါတော့မိကြီးမတော်ပါတော့ဘလောက်ဆိုကိုနားလဲပါပြီအကြောင်းရင်းခံတော့ပေါင်းသိရမထိုက်တဲ့ကိုအမုန်းသစ္စာရင်မာပိုက်ပြီးသစ္စာနယ်ကြီးမကျွမ်းသမျှတော့လွမ်းနေရအောင်မှာပေါ့လေဟိုမကြီးမုံတို့လွမ်းနေရအောင်မှာပေါ့အကြောင်းရင်းခံတော့လဲပေါင်းတရားမထိုက်တဲ့သူမို့အမုန်းသစ္စာရင်မာပိုက်ခါမြစ်တာနယ်ကြီးမကျွမ်းတော့ဘူးအကွင့်လိမ်တွေမြ
လုံးပါတဲ့ခင်တော်လာလေးမောင်မယုံကြည်ဆွတောင်းလိုက်ခြင်းဒီဖြစ်လျာဘဝမှာလို့မပြုံးမရင်မငိုမလွမ်းတတ်တဲ့ကြောက်စရုပ်ကလေးမောင်ပဲဖြစ်ခြင်းဒီ အော်မိကျင်းမပစ္စည်းကုန်တဏှကုန်ဆိုတဲ့အဆောင်ရောင်တွေကြားမှာအခန့်သားဆန်စားပြီးတော့ဘဝမိနေတဲ့ဝေဒနာရှင်မလေးတယောက်ပါလားမိလိုက်ကြီးလားမိကျင်းရဲ့မင်းမိုက်လိုက်လားလို့ရင် ပြောပါအကူကြီးပြောပါအာရပါရပြောလိုက်စမ်းပါ ပြောရမယ် မိချင်းမုံအပေါ်ခွင့်လို့အနစ်နာခံတဲ့သူတွေကပြောတဲ့စကားကိုမိချင်းမုံနာဂမမယ်အကူကြီးနာဂမပြီ ရည်စရာကောင်းလိုက်တာမိကျင်းရဲ့ရည်စရာကောင်းလိုက်တာကြံရစ်နေတဲ့သူကိုအလွမ်းမျက်ရည်တွေနဲ့ပူဆွေးနေတဲ့နေဝန်းကြီးလိုကဘာသူကဘာသားတွေနဲ့ခွဲခွာကနီးမှဝမ်းနေခြင်းအထိမ့်မှတ်နဲ့မျက်လုံးကြီးနေအောင်ကိုပြပြီးဘုံနှန်းကိုစမ်းတော့မယ်ပေါ့ဟုတ်လားမိကျင်းရဲ့ မဟုတ်ရပါဘူးအကူကြီးမဟုတ်ရပါဘူး မလူသမားလူတကာပြားနေအချိန်လေးခါသေးရောက်မလာပြန်ပြီလာကြည့်မြန်တော့လေမခေါ်ပါပဲရောက်လို့လာပြန်ပြီအကြည့်တမ်းမောင်ရုပ်စင်းမှုချင်းမွန်ထောပနာတရားတွေတူချီမောင်ရဲ့လို့တူပလီအခါစကလေးလဲကမယ်မတင်တော့